Hello，大家好，မင်္ဂလာပါဒီနေ့ဒီဗီဒီယိုမှာကဒီအမေးပုံစံဖြစ်တဲ့တရုတ်တရားတစ်ခုကိုထပ်ပြီးတော့လေ့လာကြည့်ကြမယ်။ဘာဖြစ်လို့အမေးပုံစံလို့ပြောတာလဲဆိုတော့သူကလောဆတို့ဘလောက်လဲဘယ်ဆိုတဲ့အဲ့ဒါတွေအကုန်လုံးကအမေးပုံစံပေါ့နော်။ဘယ်နှခုဘယ်လောက်ကြီးလဲအဓိကဘလောက်ဆိုတဲ့ဟာအမေးပေါ့အဲ့ဒါကိုဘယ်လိုသုံးရလဲဆိုတော့တရုတ်မှာကတစ်ခုရှိတယ်အဲ့စကလုံးကကျတော့ဒီများသောဆိုတဲ့အဓိပ္ပာယ်တစ်ခုတဝတောဆိုတဲ့စကလုံးပေါ့နော်တောဆိုတဲ့စကလုံးအဲ့တောစကလုံးကိုတစ်လုံးတည်းဆိုရင်တော့သူကများသောပဲငါမှအင်ကြီးအများကြီးရှိတယ်အဲ့လိုအချိန်မျိုးမှာဆိုရင်များဆိုတဲ့စကားလုံးသုံးချင်တယ်ဆိုရင်ဒီတောကိုခေါ်ပေးရတယ်ဒါပေမဲ့ဒီလိုမျိုးဘလောက်ဆိုတဲ့အနေအထားမျိုးတစ်ခုမှာသုံးတော့မယ်ဆိုရင်ဒီတောကိုအမေးပုံစံယူပြီးတော့အနောက်မှာ adjective နာမဝိသေသနတောနဲ့ဆုံးတဲ့မြန်မာစကားတစ်ခုကိုတွဲပြီးတော့ကပ်ပေးရတယ်အဲ့တော့နာမဝိသေသနဆိုတာဘာလဲပေါ့နော် adjective ဆိုတာဘာလဲ adjective ဆိုတာကတော့အင်္ဂလိပ်လိုပြောတာနာမဝိသေသနဆိုတာကတော့မြန်မာလိုရှင်းပြထားတာပေါ့နော်ဘလို့စကလုံးကိုနာမဝိသေသနလို့ခေါ်တာလဲဆိုရင်ဥပမာလှပတော်မင်းကလေးအဲ့ဒီမှာမင်းကလေးကတော့သူကမင်းကလေးပဲဒါပေမဲ့ तू ကဘလို့မင်းကလေးလဲရိုးရိုးမင်းကလေးလားလှပတဲ့မင်းကလေးလားအဲ့တလိုမျိုးမင်းကလေးကိုအထူးပြုပြီးဆိုတဲ့မင်းကလေးကိုပို့ပြီးတော့ပေါ်လွင်စေတဲ့စကားလုံးမျိုးလှပတော့ဆိုတဲ့အထူးပြုပေါ့နော်ပြောရမယ်ဆိုအမည်သမဂတွေကိုအထူးပြုတဲ့စကားလုံးတွေကိုနာမဝိသေသနာ adjective လို့ခေါ်တယ်အဲ့လိုမျိုးစကားလုံးနဲ့ဒီတော့ဆိုတဲ့အမေးများသောစကားလုံးနဲ့နှစ်ခုကိုတွဲသုံးပြီးတော့လောက်စတို့ကတရုတ်တရားမှာအမေးပုံစံအဖြစ်မြန်မာလိုဘာသာပြန်ရတဲ့အမေးပုံစံဖြစ်သွားတယ်အဲ့ဒီတော့ဒီတော့အပေါင်း adjective နဲ့ဆိုရင်ဒီပေါ့နော် adjective ပေါ်မူတည်ပြီးတော့ဘယ်လောက်ဆိုတဲ့စကားလုံးတက်ပြီးတော့ဘာသာပြန်နေအဲ့ဒါကိုထပ်ပြီးတော့နောက်တစ်ခုဒီလောက်စစ်ပြောတဲ့ subject ပေါ့နော်ဒီပြုလုပ်သူပေါ့ခါတိုင်းပြောတယ်ပြုလုပ်သူကမောင်ပြုလုပ်တာလားအမည်သမရအမည်တွေပေါ့နော်အမည်နာမည်တစ်ခုခုပြုလုပ်တဲ့လူလားလူတွေပေါ့ပြောမယ်ဆိုရင်အနံစားသုံးထည့်လို့လည်းရတယ်နီးဝေါ်ထားအဲ့လိုမျိုးတွေနဲ့ထည့်ပြီးတော့လည်းပြောလို့ရတယ်အဲ့တော့ပုံတင်နည်းကတော့အပေါင်း adjective နောက်တစ်ခုကကျတော့ subject ပေါ့နော်ဒီပြုလုပ်သူတော့အပေါင်း adjectiveဒါကြောင့်နမူနာပုံစံလေးတွေကိုလေ့လာကြည့်ကြရအောင်နမူနာကြည့်ပြီးသွားပြီဆိုပို့ပြီးတော့ရှင်းလင်းနားလည်သဘောပေါက်သွားလိမ့်မယ်ဒါဆိုရင်နမူနာလေးတွေကိုကြည့်ကြရအောင်နမူနာမှာကဒီပေါ့နော်ဒီအောင်ကောင်းဆိုတဲ့စကားလုံးပေါ့ကောင်းကကြတော့မြင့်တော့ရှည်တော့ပေါ့နော်နှစ်ခုအဓိပ္ပာယ်ရှိတယ်တခါတလေအချင်းလေးပေါ်မှာမူတည်ပြီးမြင့်တော့လို့လည်းဘာသာပြန်ရမယ်ရှည်တော့ဆိုတဲ့စကားလုံးလည်းဘာသာပြန်ရမယ်အဲ့ဒါကိုထပ်ပြီးတော့ဒီတော့ဆိုတဲ့စကားလုံးနဲ့တွဲသုံးလိုက်မယ်ဆိုရင်တော့ကောင်းဆိုရင်ဘလောက်မြင့်လဲเนาะဘလောက်ရှည်လဲဒီလိုပုံစံမျိုးအဲ့ဒါကိုခုနပြောတဲ့ subject ပေါ့เนาะဘသူမြင့်တာလဲနေမြင့်တာလားသူမြင့်တာလားငါမြင့်တာလားအဲ့လိုစကားမျိုးလေးမျိုးကိုထည့်ပေးထားတဲ့ subject ပေါ့ပြုလုပ်အဓိကလူကနေထည့်ပေးထားတော့နေတော့ကောင်းနေရက်ဘလောက်ရှည်လဲအဲ့လိုမျိုးလေးအဓိပ္ပာယ်ဆောင်သွားတယ်ပေါ့เนาะအဲ့တော့တော့ကောင်းဘလောက်မြင့်လဲနေတော့ကောင်းဘလောက်ရှည်လဲဒီကိုယ့်ရဲ့ဒီ adjective စကားလုံးတွေကိုကများချက်ပေးတယ်ဆိုရင်ဒီလိုမျိုးလေးတွေတွဲသုံးလို့ရတယ်ပေါ့နော်ဒါဆိုနောက်ထပ်နမူနာလေးကိုကြည့်ကြရအောင်နောက်ထပ်နမူနာမှာရွေးထားတဲ့စကားလုံးကကြတော့ဘာရွေးထားရလဲဆိုတော့ဒီတဆိုတဲ့စကားလုံးပေါ့နော်တဆိုတာကသူ့တလုံးနဲ့ဆိုရင်ကြီးသည်ဒါဆိုရင်တောနဲ့တွေ့လိုက်တော့တောတဆိုတော့ဘလောက်ကြီးလဲဒါဆို तू ဘလောက်ကြီးလဲဆိုထားတောတဒါပေမဲ့အဲ့လိုမျိုးထားတော့တာ subject ထည့်လိုက်ပြီးဘသူကြီးတာလဲလို့မေးလိုက်တယ်ဆိုရင်တခါတလေကြရင်ဒီတဆိုတဲ့စကားလုံးအဲ့လိုသေးသည်ကြီးသည်ဆိုတဲ့ဟာတခါတလေကြရင်ဘယ်လိုမျိုးသုံးရလဲဆိုအသက်အရွယ်ပေါ်ပြတဲ့အချိန်မှာသုံးပေးရတယ်ဥပမာနီတော့တာဆိုရင်နီအသက်ဘလောက်လဲဆိုတဲ့အဓိပ္ပာယ်မျိုးကိုစောင့်တယ်ဟောနီဘလောက်ကြီးလဲလို့အဲ့လိုမျိုး तू ဘလောက်ကြီးလဲလို့အဲ့လိုမျိုးဘာသာပြန်လို့မရဘူးပေါ့နော်အဲ့လိုမျိုးချိန်မှာဆိုရင်တော့တာဆိုတာ तू အသက်ဘလောက်လဲအသက်ဘလောက်ရှိပြီလဲဒီလိုမျိုးဒါဆိုရင်အသက်ဘလောက်လဲကိုခါတိုင်းတော့နောက်တစ်မျိုးမေးသေးတယ်ထားကြည်ဆွေထားကြည်ဆွေဒါလည်းအသက်ဘလောက်လဲပေါ့နော်နောက်တစ်ခုအောက်မှာသူ့အိမ်ဘလောက်ကြီးလဲအဲ့တော့သူ့အိမ်ဘလောက်ကြီးလဲဆိုတော့ဘလောက်ကြီးတာကတင်ပြီးသားတောတာသူကတအုပ်စုဒါဆိုရင်ဘဒုအိမ်ကြီးတာလဲသူ့အိမ်ဒါဆိုတော့သူ့အိမ်ဆိုတာကအဓိက main သူဘဒုတခြားအိမ်မဟုတ်ဘူးသူ့အိမ်ကြီးတာဒါဆိုသူ့အိမ်ကိုရှေ့ဆုံးမှာထားပေးရမယ်သူဟာ subject ဖြစ်သွားပြီအဲ့တော့ထားကြတောတာသူ့အိမ်ဘလောက်ကြီးလဲเนาะဒါကတော့နမူနာဝါကျဒါဆိုနောက်ထပ်နမူနာဝါကျလေးတွေကိုစကားပြောလေးတွေကိုကြည့်ကြရအောင်နောက်ထပ် adjective တစ်လုံးပေါ့နော်ဒီနာမဝိသေသနတစ်လုံးကရွေးထားတာတော့ဒီဖန့်ပေါ့ဖန့်တစ်လုံးတည်းဆိုတာဝတိပိန်ဒီဝတိဆိုတဲ့ဝတာပေါ့နော်ဒီလိုစားဝတယ်ဆိုတဲ့ဝတာမဟုတ်ဘူးပိန်ဒီဝတိခနာကိုယ်ပုံပန်းတရံကိုပြောတဲ့ဖန့်ဝတိဒါဆိုရင်သူ့ကိုဘလောက်ဝလဲလို့ပြောချင်တယ်ဆိုရင်တောဖန့်
ဒါဆိုရင်ဘလောက်ဝလဲဒါဆိုဘယ်နေရာမှာသုံးပါလဲအခုမှ他多胖你知道吗သူဘလောက်ဝလဲ你သိလားနောက်တစ်ကြောင်းကကြတော့多胖都没关系多胖都没关系ဒါကဘာပြောလဲဆိုတော့你ဘလောက်ဝကိစ္စမရှိဘူးဥပမာကိုယ့်ရဲ့ကောင်မလေးတွေဆိုရင်没关系多胖都没关系ဘလောက်ဝကိစ္စမရှိဘူးပေါ့နော်နောက်တဲ့နမူနာစာကြောင်းကကြတော့你看တစ်ဖြတ်နားလိုက်你看你记那个人ဟိုလူ多胖啊ဘလောက်ဝလဲ你看那个人他多胖啊ជីជីဟိုလူဘလောက်ဝလဲဒါပေါ့ဒီလိုမျိုး多胖ဆိုတာဘလောက်ဆိုတဲ့အဓိပ္ပာယ်လေးတွေကိုပြောချင်တာဒီဆိုရင်ဒီဗီဒီယိုကြည့်ပြီးတော့ဒီ多ကိုအမေလောက်တက်မယ်လို့မျှော်လင့်ပါတယ်အနောက်မှာနမဝိသေသနာတွေနမဝိသေသနာတွေကိုများများချက်ပြီးတော့မိကုံးလေးတွေတွဲပြီးတော့လေ့လာလို့ရတယ်ဒါကတော့ grammar ဖြစ်တဲ့အတွက်ပုံတည်ပေါ်မပြောင်းလဲတဲ့မူတစ်ခုပေါ့နော်နောက်ဗီဒီယိုမှာပြန်တွေ့မယ် bye bye